စာမျက်နှာ22မှာပါတဲ့ကြပြခန်းတစ်ကိုစလုံးပေါင်းပြီးတော့ဖတ်သွားကြမယ်နော်ရောအာရယောအာယရယအကွာဝေးကောအာကထောဤတိကတိအုံနိုမောအမလောဤလီမာလီဒီဘီတွေကအနေမီနဲ့တရတန်တို့နဲ့တော်တဲ့ကြောင့်မလို့တတိတန်အောက်ကမြင့်တန်စောင့်ပြီးတော့ဆိုပေးရတယ်နော်ရှောအာရှာနောဤနီရှနီကောအာကအောဤပိကပိစောဥစုရောအာရာစုရာဆိုတာအရက်ကလောက်လို့လည်းခေါ်တယ်နော်အတူတူပဲစုလားလို့လည်းခေါ်လို့ရတယ်တောအတပေါဥပူတပ်ပူငေါဥငူဒေါဥဒုငူဒုအောအာယောဥယုအာယုထောအထလောဥလူထလူထိုးဖောက်တာနော်ဟိုဘက်နဲ့ဒီဘက်နဲ့ပေါက်ချင်းပေါက်ထုတ်ချင်းပေါက်သွားတာကိုထလူလို့ပြောတယ်နော်ဆရာတို့ကြပြလေးတွေဖတ်ကြအောင်ဒီဘက်ကအရင်ဖတ်မယ်နော်မောအာမာနောဤနီမာနီမောအာမာနောဤနီမာနီမောဤမီတောအာတာမီတာမာနီမီတာအောဤကောအာကာဤကာအောဤကောအာကာဤကာမောဤမီတောအာတာမီတာဤကာမီတာအောအာမောဤမီတောအာတာအာမီတာဆရာတို့ညာဘက်ကစပ်ဖတ်မယ်နော်အောအာမောဤမီနောအာနာအာမီနာနောအာနာမောဤမီငေါဝငူနာမီငူနောအာနာမောဤမီပေါဝပူနာမီပူဆက်သွားမယ်နော်အောဤကောအာကာဤကာဒေါဥဒူပေါဥပူဤကာဒူပူငေါဥငူဒေါဥဒူပေါဥပူငူဒူပူမောအမနောဤနီမာနီမောအမဟောအာဟာအောအာမာဟာအာမာနီမာဟာအာဆရာတို့အစအနေစလုံးမပေါင်းမနဲ့ဆိုကြည့်မယ်နော်မာနီမီတာဤကာမီတာအာမီတာအာမီနာမီငူနာမီပူဤကာဒူပူငူဒူပူမာနီမာဟာအာဒီလိုလေးကိုစလုံးမပေါင်းမနဲ့ဆိုတတ်အောင်လို့ကျင့်ရမယ်နော်အောက်ကလေ့ကျင့်ခန်းလေးတွေကိုစလုံးမပေါင်းမနဲ့ဆိုကြည့်မယ်ပူနာဟူတာဒူဒီအာဒူဤကာမာဟာအာဒူပူနာဟာပူနာ